ဝင်နီဒီတခါတငင်းကုန်းစေးဈေးုံသုံးမှာကုံချောင်းနဲ့မုံနေသွားဝယ်မယ်ဗလော့လေးဖြစ်ပါတယ်ရှင်ဝင်နီရဲ့တငင်းကုန်းစေးတလားတခါစီစဉ်ကနေကြိုဆိုပါတယ်နော်ကဲဒါဆိုသွားကြမယ်ဈေးုံသုံးကလေကုံချောက်တန်းဆိုပေမဲ့အခုလိုမျိုးကော်ဆိုင်တွေလည်းအများကြီးရှိတယ်အဝတ်စားလေးတွေလည်းအခုလိုမျိုးတစ်ခါတလေရောင်းတတ်ပါတယ်ဝင်နီတော့အာလူကျော်ဝယ်နေကြဆိုင်ကိုရောက်ပြီပေါ့နော်ဆိုင်ကတော့47မှာဒီဆိုင်ကလေဒေတာထွက်ကုန်လေးတွေစုံစုံရတာဆိုတော့ဝင်နီအမြဲဝယ်နေကြဆိုင်လေးတွေကတစ်ဆိုင်ပေါ့နော်ဝင်နီကတော့အာလူကျော်မြဲဝယ်ဖြစ်တယ်ငါးတုပ်ဈေး4200ပေါ့နော်အခုပြထားတဲ့စာကလေးဝေကျော်လေးတွေကငါးတုပ်10တုပ်ဈေး1900လို့ပြောပါတယ်ကြီးတွေလည်းရဒီဟိုကြီးတွေပဲဈေးလား ဒီကညီမလေး30လောက်လို့6000ပိတ်တော့5000 30သားကို6000ခါလေးတော့ဘယ်လောက်တော့ ကဲဒါဆိုရင်တော့ဝင်းနေဝယ်နေကြမုံဆိုင်ကိုဆက်သွားမယ်နော်ကဲရောက်ပါပြီဒီနေ့ကတော့မုံနေနေနေတယ်ဘာဖြစ်လို့လဲဆိုတော့မနက်ခင်းမှာတဲ့သူတို့ရဲ့ဖောက်တယ်တွေဝယ်သွားလို့တဲ့တိတ်ပြီးတော့မုံမရှိတော့ဘူးပေါ့နော်ကိုတောင်ထဲကနေမထုတ်ရသေးပါဘူးလေရှင်ဒီကတော့ဖိုးလားပြေးကိတ်6မရခဲ့ပါဘူးကိတ်6ထွက်တဲ့မြို့ရေဦးမှာရေကြီးနေလို့ပါရှင်ကိတ်6ပဲမရတာပေါ့နော်ဝင်းနေအမြဲဝယ်နေကြမုံလေးတွေကတော့ရှိပါတယ်ဒါကတော့သူတို့ဆိုင်မှာအခုလက်ရှိနေတဲ့ဟာလေးတွေပေါ့နော်အိမ်ကြီးကတော့မုံနေနည်းနည်းလေးတော့နဲနေတယ်ဒီဆိုင်မှာလေးမုံမစုံဘူးဆိုတာလေးတော်တော်ရှားတယ်တော်တော်လေးကိုစုံစုံလင်းလင်းလေးရတယ်ပေါ့နော်ဝယ်နေကြမက်ဂျစ်လေးကတော့မပါမဖြစ်ပေါ့ရှင်ဒီဆိုင်မှာစားကောင်းတဲ့မုံတွေအများကြီးပဲသိလားကလေးတွေလည်းအကြိုက်ဝင်းနေလည်းတော်တော်ကြိုက်ပါတယ်ဝင်းနေတို့ငယ်ငယ်ကစားနေကြလေးဖောင်းမုံတွေကလည်းအများကြီးပဲဝင်းနေကတော့ကျွတ်ကျွတ်မုံလို့ခေါ်တယ်ကိုယ့်ဘာသာကိုနာမည်ပေးထားတာဒါတော့ဆိုင်နာမည်နော်ရွှေချမ်းသာပါအဝါတော့အညူကတောင်းလေးတာအဝါတောင်း6000အနီကတောင်း9000 အနီက19000နဲ့ဒီဝါ16000ဒီဟာ1000ဟိုကထညက်တွေနဲ့တူတယ်ဘယ်လောက်တဲ့တုံးတပိတ်တာ ဒီဘက်တော့9500ရှိတယ်ရှိပေါက်ရှိရရှိတယ် ဒီကညက်လေးကိုလေဝင်းနေမြည်ကြည့်တော့တော်တော်လေးစားကောင်းပါတယ်ဈေးလေးကလည်းမစိုးပါဘူးဒါကတော့ဝင်းနေတို့အိမ်မှာသုံးနေကြတကြားညိုပေါ့နော်50တောင်2500ပါတပိတ်တာ9000ဈေးပါညက်လေးကစားကျင်စရာလေးနော်ဒီဝါဥတွေကဘယ်လိုရောင်းတာလဲညီမလေးဟမ်2000 2000 6000ဩကြောက်ချင်နေလဲရရတော့မကြီးတီးပဲ ကဲဝင်းနေဝယ်နေကြကုံเจ้าဆိုင်ကိုရောက်ပါပြီဆိုင်နာမည်ကအနန္ဒကုံရီပေါ့နော်ဝင်းနေဗလော်တိုင်းမှာလည်းအမြဲပါပါတယ်ဝင်းနေဝယ်နေကြဆိုင်လေးတွေကလေဈေးလဲမှန်ရမယ်ရင်လဲရင်ကျေးရမယ်အဲ့လိုမျိုးပေါ့ customer ပေါ်မှာလဲ service ကောင်းရမယ်အဲ့ဒါမှဝင်းနေကဝယ်တာမဟုတ်မွဲပါဘူးရိုင်းတဲ့ဆိုင်တွေမွဲပါဘူးရှင်ပြီးတော့အဲ့လိုရိုင်းတဲ့ဆိုင်တွေကိုလည်းဝင်းနေဗလော်ထဲမှာထည့်ပြီးတော့မရိုက်ပါဘူး ဒါလေးက6000ဈေးဗီဒီယိုရိုက်တာပါမဟုတ်အမဈေးပြောပေးပါလားဒါလေးတွေဒီပဲလေးတွေကဘယ်လောက် တစ်ထောင် ဒါလေးကရောပဲကြီး တောင်းချက်ထောင် ပဲနီလေးက တောင်းခွဲ ဒါရော တောင်းတစ်ထောင် ဒါရော တောင်းသုံးထောင် 1300ဟုတ်ပဲကြို ဒီဆိုင်မှာဝယ်ခဲ့တာဆိုရင်တော်တော်ကြာပါပြီဒီဆိုင်မှာပစ္စည်းတွေလည်းစုံနေဆိုင်ရှင်တွေကလည်းသဘောကောင်းနေရင်လည်းရင်ကြည့်ကြရပေါ့နော်ဘဲရီဆိုလည်းအမျိုးစုံအောင်ရှိပါတယ်ဒီအနန္ဒကုံရလေးလက်လီလက်ကားလည်းရပါတယ်နော်ကျက်သွန်နေရတော့လေဒီမှာတပိတ်တာကိုအကြီးက9500အခုပြထားတဲ့အသေးကကြတော့9000ဈေးပါရှင်ဒီဆိုင်မှာလေးဘဲရီအမျိုးစုံအောင်ရလားမရလားဒီမဲ့ဝင်းနီဘလော့မှာသာကြည့်လိုက်တော့ပဲရီပွားပဲနီလေးပဲထောဘက်အကုန်ရှိရသည်လားကလပဲဆိုရင်လည်းတော်တော် quality ကောင်းတယ်ဝင်းနီဒီကအမြဲဝယ်နေကြဝင်းနီရဲ့ကုံချောက်တန်း vlog လေးကပြီးသွားပါပြီရှင်အားလုံးပဲဆင်ပြေကြပါစေ